အဲ့ဆိုညီမလေးကိုကြီးတို့လုပ်ငန်းစကြတော့မလား ကိုကြီးကလည်းနေပါအောင်အရန်လောတာပဲကြံ့ကျွေးမှာပေါ့ အော်ညီမလေးကလေကိုကြီးကြောင့်ကိုကြီးပဲသိတယ်ညီမလေးရဲ့ဟာမာလက်ဆက်ဘာညာရသည်ဟာမာလက်ဆက်ဘာညာရသည်ဆိုပဲကွာဒါဆိုရင်တော့ငါဘွားကြီးအထီးကျန်နေရအောင်ဒီမာလက်ဆက်မှာဝင်ပြီးဖြေးဖြောက်ကောင်းမယ်အမလီဟုတ်တယ်အမလီယူပြစ်လိုက်အောင်မယ်ယူပြစ်လိုက်အောင်မယ်အမလီဟုတ်တယ် ဟဲ့ပတ်စံပြန်ပြီးတော့ကွာ ကိုလေးကြည့်ဘလူးဖြစ်လို့လေဘာအဆင်မပြေလို့လဲ ဟဲ့ဝါမကိုအဆင်မပြေဘူးမင်းတို့ရှိရလဲတယောက်မကိုအဆင်မပြေ အဆင် ဘူး မပြေကျွန်တော်ပြေးလျောက်လုပ်ပေးမယ်ဗျာ တော်ပြီရမလုပ်ဘဲနဲ့ပတ်စံမဲလို့ရှိ VIP ခန်းနေပါရှိရဲ့ ဟာတော်ပြီရတော်ပြီပတ်စံမဲပြန်ပေး ပတ်စံတော့ပြန်ပြီးလို့မရလို့ပါဗျာ ဟဲ့အဆင်မပြေတဲ့ဟာကိုမင်းတို့ရှိရကောင်းတယ်ဆိုလို့ဟိုအဝေးကနေလာရတာကွာတရုတ်ပြည်ကနေဒီစပတ်ကိုလာရတာ အဲ့ဆိုကျွန်တော်ပြေးလျောက်လုပ်ပေးမယ်ဗျာ မလုပ်ဘဲနဲ့ရောက်တော်ပြီရပတ်စံမဲပြန်ပေး ပတ်စံရောဗျာ တော်ပြီမင်းတို့ရှိနောက်လဲမလားလာလဲမနောက်တော့ဘူးကွာ ဟာဒီဘဲလမ်းလျှောက်တာထွန်းနေပါလားဧကန်နာဒီမာဆက်ကဘာညာအပြူးစုမြန်ကောင်းနေထင်နေမလီပြောနေအောင်စိတ်တအောင်လှုပ်ရှားလာပြီမလီဘယ်သူမှမရှိတော့လေဝင်လေဦးမှာပဲဘယ်သူမှမရှိတော့လေဝင်လေဦးမှာပဲစိတ်တွေလှုပ်ရှားနေပြီညီလေး ကိုမင်္ဂလာပါကို အေးဒါနဲ့အကူမေးဦးမယ်ညီလေးတို့ဒီမာဆက်ကလေဘာညာရတယ်ဆို ကိုကလည်းဘာညာရတယ်ဗျာအစီပဲ စိတ်ဝင်စားပါ ਈ စိတ်ဝင်စားပါ ਈ ဒါနဲ့ပက်ကီတွေကဘယ်လိုရှိလဲ ပက်ကတွေကဒါမျိုးရှိရဗျာရိုးရှိမယ် special VIP ရှိရဗျာ အော်ရိုးနဲ့ special VIP ဆိုပြီးတော့ နှစ်မျိုးရှိရ နှစ်မျိုးရှိရယ်ဘာကွာလဲ ဘာတွေကွာလဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ရိုးက budget စိတ်ဖြစ်မယ်special ကငွေနည်းနည်းပို့သုံးရမယ်ဗျာ အော် special နဲ့စီကြီးရယ် စီကြည့်မယ် စီကြီးတော့အခုမတက်နိုင်သေးဘူးအခုပါတလောက်လေးနဲ့နော်ရိုးခန်းလေးယူတယ်မနော် ရိုးခန်းရတယ်ဗျာ အေးဒါနဲ့ဘာညာတော့မှန်ပါရဲ့နော် ဘာညာအမှန် ဖြစ်နေမရတော့ဘူးအဲ့ဆိုရင်ဒီလေးရောက် စင်ပြောင်းလုပ်ပေးမယ် အေး ပို့နေသေးတယ်ကျွန်တော်မဟုတ်ဘူးလိုက် အေးယူလို့ဒါနဲ့ဘာညာတော့မှန်တယ်နော် ကို အေး ရှယ်ပဲဗျာ အေးဒါမျိုးကြိုက်တာတော်ဖြစ်နေလာတော့မချောင်းနဲ့နော် ဒါလည်းမချောင်းတကားလည်းမခောက်ဘူး အေးအဲ့ဆိုညီလေးအခုတွိုင်းလှုပ်ရှားလိုက်အောင်မယ်နော် ဒါပေမဲ့အခုအချိန်က45မိနစ်ပဲရမယ်နော် 45မိနစ် 45မိနစ်ပဲပေးထားတယ် ရပါတယ်အဲ့လိုတော့မကြောက်3မိနစ်ပဲ3မိနစ်ပဲ 3မိနစ်နဲ့ပြီးရကွာ မင်းပြောနေငါတိုင်ပြနေပဲတော့မတော့မလီညီလက်မှာတော်ဖြစ်ညီမလေး မင်္ဂလာပါရှင်ကိုကြီး မလေးမင်္ဂလာပါရှင်ကိုကြီးလည်းမလေးအတန်လေးချိုသားနေရပဲ ညီမလေးနာမည်ကတော့မိုးဆက်မေပဲဖြစ်ပါတယ်ရှင် မလေးနမယ်လေးနဲ့လူလေးနဲ့လိုက်ပါပြီးတဲ့ကွယ် ကိုကြီးကလည်းအဲ့နိုင်မှာမတက်ရရင်ဘာလုပ်နေလာညီမလေးပြီးနားမှာလာထိုင်လာ အော်အဲ့နားလေးမှာလာထိုင်ရမှာမလေးလေးလာပြီညီမလေးလာပြီကိုကြီးလာပြီ ကိုကြီးကိုကြည့်ရတာခလုံးကြီးရဲ့နဲ့ဖြစ်နေ ညီမလေးကလည်းကိုကြီးကဒီလိုကိစ္စမျိုးတွေတခါမှအတွေ့အကြုံမရှိဘူးညီမလေးရဲ့ဒါပထမဆုံးကြိမ် မိရတယ်ဒီတော့ရှင်ညီမလေးတင်ပေးမှာပေါ့ အော်ညီမလေးကတင်ပေးဦးမှာ ဒါပေါ့ မလေးလေးဒါမျိုးမှကြိုက်တာအဲ့ဆိုညီမလေးကိုကြီးတို့လုပ်ငန်းစကြတော့မလား ကိုကြီးကလည်းနေပါအောင်အရန်လောတာပဲကြံ့ကျွေးမှာပေါ့ အော်ညီမလေးကလည်းကိုကြီးကြောင့်ကိုကြီးပဲသိတယ်ညီမလေးရဲ့ နေပါအောင်ကိုကြီးညီမလေးတို့စီမာလေးစိတ်ကန့်ချက်တစ်ခုရှိတယ် သိကန့်ချက်ဘာသိကန့်ချက်လဲညီမလေး ဘာလဲဆိုတော့ကိုကြီးကညီမလေးကိုမိအောင်လိုက်ဖမ်းရမယ် ဟုတ်ညီမလေးတခါမှမကြုံဘူးအောင်ဘယ်လိုမျိုးကြီးလဲညီမလေးရဲ့ ဟုတ်တယ်ဒါညီမလေးတို့စီကစိတ်ကန့်ချက်ပဲကိုကြီးကညီမလေးကိုမိပြီဆိုရင်ကိုကြီးတဘောကိုကြီးစိတ်ကြိုက်ကိုကြီးလှုပ်ချင်တာလှုပ်လို့ရပြီလေ အော်အဲ့ဆိုရင်ကိုကြီးညီမလေးကိုမိရင်ဘာညာရောတာမျိုးလူကျင်တာအဲ့ခွန်ကြီးကိုစောင့်နေတာအဲ့ဆိုရင်စကြတော့မလားအေးအဲ့လိုစမလားညီမလေးလို့ညီမလေးလွတ်အောင်သာပြေးတော့ကိုကြီးလာပြီနော် စိတ်လိုက်လေကိုကြီးရဲ့ဒါနဲ့မိအောင်တော့ဖမ်းနော်
အမလေးမော်လေးညီမလေးကိုကြီးမော်လို့သေးတော့မယ်ညီမလေးအမလေးအဖေချွေးလည်းပြန်နေဖြည်းဖြည်းပြပါညီမလေးရဲ့ညီကိုလိုက်ဖမ်းနေငါသေးတော့မယ်ညီကမသိချက်လောက်ကိုဆက်ဆက်ပေးထားကြတယ်မှုတ်နေရပန်ကားကြနေရမနော် ကိုကြီးကလည်းညီမလေးကမြန်မာနိုင်ငံမှာအသေးချင်နေရဆိုပထမရလာတယ်ကဲကိုကြီးမရောက်တာဖမ်းတာနော် ဟမ်အမလေးမလေးညီတွေ့မယ်ညီငါလက်ချက်နဲ့ညီတွေ့မယ်သိပြီသားမှတ်လုံးအောင်ပြေး အကိုကြီးအချိန်45မိနစ်တောင်ပြည့်သွားပြီနော် ဟမ်မဟုတ်လေဘာမှမလုပ်ရသေးဘူးလေ